ခုသွားယူနေပါပြီရှင်ဟုတ်တယ်ယောက်ျားသွားယူနေအားလုံးပဲမင်္ဂလာပါလိုကိုမီ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဟိုတပတ်ကသွားဝယ်ထားတဲ့စနိုးပုံလေးကိုသွားပြန်ယူမှာဖြစ်ပါတယ်ဘလို့ပုံစံမျိုးလေးဖြစ်မလဲဆိုတာကိုအားလုံးပဲတူတူလိုက်ကြည့်ကြပါအောင်ရှင် let's go သူအဲ့လိုထည့်ရဒါမှဒါကတပြားပဲထည့်လို့ရဖနက်တွေပါထည့်လို့ဖနက်တွေပါတော့ထည့်လို့မရဖနက်ကတက်တက်အိမ်နေတယ်ဘုံတို့ဝယ်တာဒီဆိုင်လေးပါ switch ဆိုတဲ့ဆိုင်လေးပါအခုဒီဆိုင်မှာဟိုတပတ်တော့ဝယ်ထားတဲ့ဟာကိုအခုပြန်လာယူတာဖြစ်ပါတယ် Okay ありがとう一応お取り付けも終わっていますはいမွန်တို့ကဒါရင်လေးကဖုန်းကြိုဆက်ထားတဲ့အတွက်အဆောင်စရာမလိုပဲနဲ့ဒီပုတ်ကလေးဝင်ယူရုံပဲပေါ့နော်ဒီပုတ်ဝင်ယူရင်းနဲ့ဒီဆိုင်မှာပဲတက်ခါတယ်လိုအပ်တဲ့အခြား accessory တွေကိုဝယ်လိုက်ပါတယ်ဟာဒီဝက်ကလေးပဲဝက်ကလေးပဲပဲတော့ဝက်ကလေးမှာတက်ကြည့်လို့ရတယ်အဲ့ဒီလေးဟဲ့ဘယ်စေးကြောင်မှာလဲစေးကြောင်ရွက်ဟုတ်တယ်ပြီးတော့ဒီစနိုးဘုတ်ထဲတဲ့carry bag လေးလည်းကြည့်လိုက်တယ်ပေါ့နော်မိုးကတော့မဝယ်ခဲ့ဘူးတငယ်ချင်းကတော့ဝယ်ခဲ့ပါတယ်အိတ်တွေကတော့အစားစားပဲပေါ့နော်ဒီ9280ကတော့ဈေးသက်သာဆုံးပဲကျန်တာတွေကတော့1000ကျော်တို့ဒီနာမည်ကြီးရဲ့ဘာတွန်တို့ဆိုရင်3-4000ရှိရပေါ့နော်ပြီးတော့ဘိန်းလုံးပါလို့ရှင်လည်းပိုဈေးကြီးပါတယ်မိုးကတော့ဒီလိုအိတ်ထက်ဒီလိုကာဗာလေးတွေကိုပိုကြိုက်တယ်ပေါ့နော်သူကဒီဇိုင်းစုံလေးနဲ့ချစ်စရာလေးဒါပေမဲ့ဒါကားနဲ့သွားတဲ့သူအတွက်ပဲပိုအဆင်ပြေမယ်မိုးတို့လိုရထားနဲ့သွားမယ်ဆိုရင်ဖက်နက်တွေဝဲတွေတခြားလိုအပ်တဲ့ဟာတွေထည့်ဖို့အတွက်ကတက်တခြားတအိတ်ယူရမလို့ဖြစ်နေရပေါ့နော်ပြီးတော့ဒီဖက်နက်နဲ့ဘုံနဲ့ကိုလွတ်မထွက်သွားအောင်လို့ခြေထောက်မှာပေါ့နော် safety guard အနေနဲ့ချီတဲ့ကြိုးလေးလည်းဝယ်ခဲ့ပါတယ်တငယ်ချင်းကတော့ဒီ carry bag ဝယ်လိုက်တဲ့အတွက်သူကအဲ့ carry bag နဲ့ထည့်ပြီးတော့ပြန်နေမို့ကတော့လက်ကနေဒီတိုင်းပဲကင်သွားတယ်ပေါ့နော်ဘာချက်ချွေထားတဲ့အနေနဲ့နောက်လာမှဝယ်မှာဖြစ်ပါတယ်တကယ်တမ်းမို့တို့ဒီ snow boat တွေသွားပြီဆိုလို့ရှင်တော့ဒီလိုအိတ်ကြီးတွေနဲ့ထည့်ပြီးတော့သွားရတာပေါ့နော်သူကဖက်နက်တွေရောဝဲတွေရောကျန်တဲ့မျက်မှန်တွေပါတွေအကုန်ဆန့်နေပေါ့နော်မိုးလွယ်ကြီးလိုက်တဲ့ခါမှာမိုးရဲ့အရက်နဲ့ဆိုလို့ရှင်ဒီလောက်အနေထားရှိပါတယ်တဲရတာတော့လွယ်ကူပါတယ်ဒီရထားနဲ့သွားရင်လည်းအဆင်ပြေမယ်လို့ထင်ပါတယ်အရင်ဆုံးတငယ်ချင်းရဲ့ဘုတ်ကိုအန်ပေါင်းစင်းလေးလုပ်ပေးပါမယ်မိုးရဲ့ဘုတ်ကတော့နောက်မှသက်ဒီစနိုးဘုတ်ရွေးချယ်နေကြောင်းပြောပြရင်းနဲ့သက်တိချာလေးဗီဒီယိုလုပ်ပေးပါမယ်သူ့ရဲ့အိမ်မှာဆိုလို့ရှိရင်အကန့်က3ခုပါတယ်ပေါ့နော်3 way back လို့လည်းပြောလို့ရတယ်အပေါ်ရဲ့အလယ်ရဲ့အောက်ရဲ့မှာအကန့်3ခုပါတယ်အိမ်မှာဖက်နက်ထည့်လို့ရမယ်ဝဲထည့်လို့ရမယ်ဒီ helmet ပေါ့နော်အုတ်ထုပ်တွေပါထည့်ခြင်းထည့်လို့ရမယ်မျက်မှန်တွေလိုအပ်တဲ့ accessory တွေထည့်လို့ရပါမယ်ပြီးတော့အလယ်မှာအကြီးzip တစ်ခုပါတယ်အဲ့ထဲမှာတော့ဒီ snow boat ကြီးကိုထောင်ပြီးတော့ထည့်ထားတာပေါ့နော်ပြီးတော့ဒီအထဲမှာဆိုရင်ဒီ snow boat ကိုထိန်းပေးထားတဲ့ belt ပေါ့နော်ကြိုးတွေလည်းပါတယ်ဒီအိတ်က9280မစိုးပါဘူးမိုးကတော့တက်နေလို့ထင်တယ်ဆိုင်ရဒါမျိုးပေါ့နော် plastic အိတ်နဲ့သူကအုပ်ပြီးတော့ထည့်ပေးလိုက်တာအဲ့ဒါကိုဖောက်ပါတယ်သူ့ရဲ့ပုတ်ကသူ့အရက်နဲ့သူတိုင်းပြီးဝယ်ထားပါဘောနော်သူ့ရဲ့ပုတ်ကတော့ Sim ဆိုတဲ့ brand လေးအနောက်ဖက်လေးကတော့ဒီလိုလေးပါသူကလေးလည်းချစ်စရာလေးတငယ်ချင်းရဲ့ပုတ်က double camber ပေါ့နော်အဲ့တော့ဒီမှာဖက်နက်အရှိမတစ်ခါခုံးမယ်အလဲမှာ flat ဖြစ်မယ်ပြီးတော့ဟိုဘက်တစ်ချက်မှာတစ်ခါနည်းနည်းလေးခုံးမယ်ပေါ့နော်tan လောက်တဲ့သူတွေအတွက်လွယ်ကူအောင်လို့ဒီဇိုင်းဆွဲထားတဲ့ပုတ်လေးပါဒီ boots ကတော့သူရောမောတူတူပဲ rider စိတ်ကိုဝယ်ထားပါတယ်စမ်းစီးကြည့်ရလဲအကုန်လုံးအဆင်ပြေ okay ဖက်နက်ကလေးကလည်းချစ်စရာလေးပါအဲ့တော့မိုနိုဗီဒီယိုလေးကိုစုံတိကြည့်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုကြမှာပြန်တွေ့ကြမယ်နော် bye bye